ဟိုရရောက်နေမိမမတ်တင်မြန်ကျုပ်ကပေးရတော့တလကကျုပ်ကလိုချင်တော့လုံးမဲ့လူမရှိတော့ဆဲမှုကဲဒီကောင်အစမ်းခန့်ကြည့်ရတော့ဗောဗျာဆုံးဖြတ်လိုက်တယ်လူပြောကြပါစို့ဆုံးဖြတ်တော့ကြောက်စီကိုမေးတယ်ကဲမြေတူးဆက်ရှိတဲ့9မိုင်လောက်ရှိတဲ့နေရာကိုမင်းသွားရမယ်မင်းအခန်းရှိကိုငါကားလှုပ်ပေးမယ်မင်းပစ္စည်းတင်ကျင်တာတင်ရအောင်ဟာလှုပ်ပစ္စည်းမလို့ဘာပစ္စည်းမှလည်းကျွန်တော်မရှိဘူးဟမ်မင်းမြေတူးဆက်တဲ့သွားနေမယ်ဆိုတော့အိုးတွေခွက်တွေမင်းတန်တစ်တာတွေပါလေဟာဘာတန်တစ်တာမှလည်းမရှိဘူးအင်ကြီးဝစားဟာဘာမှမရှိဘူးဒီတိုင်းနေတာပဲမင်းဖျားစင်တွေပါဖျားစင်ဖျားမရှိတာကြာလှပေါ့ဟမ်ဒါဖြင့်မင်းကားမလို့ဘူးမလို့ဘူးမင်းဘာတဲစရာရှိတယ်ဟာရပလင်းလေးလောက်ရှိတယ်ကျိုးနဲ့စီးပြီးတဲသွားရုံပဲဟမ်အဲ့လိုလားဩဆရာတို့ကဝိဇိကိစ္စတွေများနေကြောက်စီမလို့ဘူးအလိုနဲတယ်ကြောက်စီရအေးဟုတ်ပါပြီကဲဒါဆိုပြောငါကဘာလုပ်ပေးရမလဲဝလုံးနှလုံးပေးပါမြေတူးစက်ကြီးဝလုံးနှလုံးဟောလို့ခတ်ရွှေရွှေလေးစောက်ထောင်ဒီစောင်းစောင်းလေးမှီမယ်ကျူထရနှစ်ချက်ကိုနှီးနဲ့လေးဘက်လေးတန်တုတ်မယ်အဲ့အောက်မှာကျွန်တော်အိမ်ဒါပဲကျူထရနှစ်ချက်နဲ့ဝလုံးနှလုံးပဲစိတ်မှုပေးကျွန်တော်သွားတော့မယ်ဘယ်နဲ့သွားအိမ်မလဲမင်းဂရင်နေပါလိမ့်မလို့ကျွန်တော်ရှင်နေအိမ်မှာဟာဘယ်လိုရှင်နေအိမ်မှာတော့အဲ့အောက်မိုးလွတ်တာပဲဟာဒီကျူထရပေါ်မိုးပေါက်ကြတော့ဘယ်လွတ်မှာတော့အောက်မှာဘော့တီရှင်နေဟာကျွန်တော်အိမ်နိုင်ပြီးရောလေစိတ်မှုကခင်ဗျပြင်းတဲ့အခါကျွန်တော်နဲ့လာအိပ်ပေါ့အေးပါမဟုတ်ပါဘူးသဘောပြောတာပါမင်းခေါင်းဝါအုတ်ခဲရှိဖြစ်တာပဲအိုးဝါအောင်မသေးကံကြီးဖြစ်နေလို့မှခမည်းတော်တောင်ကျွန်တော်ငှားရတာကံနဲ့ရှိတဲ့ကြီးဥမုတ်ခွနဲ့ခတ်သောက်ယုံပဲဗျာအေးကွာကဲစောင့်ပေါ့စောင့်မယ်လို့မရှိတော့ထားအဲ့ဒီကနေပြီးလာပြီးအရက်တော့ရတယ်ဆိုင်နဲ့2နိုင်လောက်ကထွက်လာတာပေါ့မတင်မြဆိုင်ရက်တော့ဗျာအမေကငါသားကြောက်စီမင်းတော်ရရောက်နေတယ်ဆိုခမရပြဿနာပဲအမေကိုအဲ့လိုလုပ်ရင်အမေကလည်းနေ့စဉ်နဲ့မြတ်မုံလေးပဲလေးတို့ဘာလေးတို့ပြီးတော့ယူတာတော့ယူတယ်တနေ့တော့ကိုကြောက်စီရလာပြီးတော့ကြပြင်းလေးမှထိုင်ခေါင်းကလည်းငတ်ဆက်ကြလို့မျက်ရည်တွေကတွေ့ကြလို့အမေတဲ့လှမ်းခေါ်